ချင်းမဲ့မှာရှိတဲ့နာမည်ကြီးမဲကပောင်ရွာကိုကျွန်တော်တို့တွေညနေပဲရောက်ခဲ့ပါတယ်ဒီရွာကိုလဲလာမဲ့သူတွေညအိမ်မဲ့သူတွေဆိုရင်ဒီဟိုတယ်ရဲ့ဈေးနှုန်းတွေနဲ့ hostel ခန်းရဲ့နေထားတွေကိုကျွန်တော်ပြောပြပေးပါမယ်ဒီရွာလေးကိုညနေပဲလောက်ရောက်ရင်ပိုကောင်းပါတယ်ချင်းမိုင်မြို့ထဲကနေတော့ဝင်လာမဲ့သူတွေပြီးတော့ညအိမ်လာမဲ့သူတွေများပါတယ်ညနေပဲလောက်ဆိုရင်ဒီမှာအရန်စီပါတယ်ကျွန်တော်တို့တွေကဟိုတယ်မှာအိတ်တွေပါထားခဲ့ပြီးတာနဲ့ရွာထဲကိုဒီစားသောက်ဆိုင်တွေနဲ့ဒီဈေးတန်းတွေရှိတဲ့နေရာကိုအရင်ဆင်းသွားလိုက်ပါတယ်မဲကပောင်ရွာမှာညအိမ်မဲ့သူတွေဆိုရင်ဒီလေပတ်ဆရာကြတော့မနက်ပိုင်းဆိုရင်တော့ဒီတောင်ပေါ်မှာရေတကုံတွေနဲ့ဒီကာဖေဆိုင်တွေပေါ်မှာသွားလဲလို့ရတယ်ကားခါကြတော့တယောက်ကို100ဘတ်ပေးရတယ်အသွားပြန်ပေါ့နော်သူတို့စီမှာရှိတဲ့တောင်တက်ကားနဲ့လိုက်ပို့ပေးပါတယ်ဘန်ကောက်ကငှားလာတဲ့ကားတွေကြတော့တောင်ပေါ်ထိပ်ထိတို့မတက်ကြပါဘူးဒီဈေးမှာကြတော့ညနေဘက်ဒီအလှတက်ပုံတွေရိုက်ကြတဲ့နေရာပါဒီမှာဆိုရင်အလှတက်ပုံတွေရိုက်ကြတယ်ပြီးရင်ဒီမှာစားတော့ဆိုင်တွေဗျူရန်လှတဲ့ဆိုင်တွေကြတော့ဒီပေါ်မှာရှိပါတယ်ဒီမှာဆိုရင်မော်ကတာဆိုင်ပေါ့နော်အပေါ်မှာမော်ကတာဆိုင်ရှိတယ်ဒီဘက်ချမ်းမှာလည်းလှတယ်သူက3ထပ်4ထပ်ရှိပါတယ်ဒီဆိုင်တွေမှာကြတော့လူရမ်းများတယ်ခဏလေးတော့စောက်ပေးရတယ်ပေါ့နော်ကိုယ်စီမှာလူများတဲ့ခါကျရင်စောက်ပေးရတယ်ချင်းမိုင်ကိုဒီကိုစီစဉ်နဲ့ကိုလာမဲ့သူတွေမဲကန်ပေါင်တို့မွန်ဂျန်တို့ပြီးရင်ဒေါ်အင်တာနော်တို့ဘက်ကိုဒီညအိတ်လာမဲ့သူတွေကိုစီစဉ်နဲ့ကိုလာမဲ့သူတွေဆိုရင်လေရင်တွေလိုင်းကားတွေရထားနေနဲ့လာမဲ့သူတွေဆိုရင်ချင်းမိုင်မြို့ထဲကနေပြီးတော့မဲကန်ပေါင်မွန်ဂျန်ဒေါ်အင်တာနော်ကိုသွားတဲ့လွတ်တိုကားတွေရှိတယ်လိုင်းကားတွေရှိပါတယ်တလာဝါရိုရိုဒ်မားကတ်ပေါ့နော်အဲ့မှာသွားစီလို့ရတယ်ပြီးရင်ချင်းမိုင်ရထားဘူတာနားမှာလည်းကားကိတ်ရှိပါတယ်အဲ့မှာကားလမ်းမဲဝဲတဲ့ခါကျရင်ဒီမဲကန်ပေါင်တို့ဆိုရင်180ဘတ်ပေးရတယ်ဒီဒေါ်အင်တာနော်တို့မွန်ဂျန်တို့ဆိုရင်တော့သူ250တို့အဲ့လို200တို့အဲ့လိုမျိုးရှိပါတယ်နေရာတွေတော့မတူဘူး4ယောက်5ယောက်လောက်သွားမဲ့သူတွေဆိုရင်တော့ဒီ boat to grad နဲ့ဆိုရင်တော့ဈေးနှုန်းကနည်းနည်းပိုတက်တာပါတယ်အခုကတော့ကျွန်တော်တို့ဒီဆိုင်မှာပဲလူရှင်းဝင်မယ်လို့ပြောထားလို့ပေါ့နော်ဒီထပ်မှာရပါတယ်တကယ်ချင်းနေနဲ့လာတဲ့သူတွေဆိုရင်ဒီမှာဝိုင်းထောင်လို့ရတယ်ရက်တွေဘီယာတွေလည်းရောင်းတယ်ချင်းမိုင်ကိုဒီညအိမ်မဲ့သူတွေပေါ့နော်ညအိမ်လာမဲ့သူတွေဆိုရင်ဒီ2ရက်နဲ့1ညအိမ်မဲ့သူတွေ3ရက်နဲ့2ညအိမ်မဲ့သူတွေဆိုရင်ဒီတေချာလေးလေးလာပြီး plan ဆွဲထားဖို့လိုတယ်တနေရာနဲ့တနေရာတနာရီ45မိနစ်လောက်ဝေးတော့ပေါ့နော်တချို့နေရာတွေဆိုရင်လိုက်မလဲရဘူးဖြစ်သွားမယ်မဲကပေါ်မှာညအိမ်မဲ့သူတွေဆိုရင်ဒီလမ်းမတန်းတွေဈေးတွေနဲ့နီးတဲ့နေရာတွေမှာတဲရင်ပိုကောင်းပါတယ်တဲမဲ့နေရာတွေ3ခုတော့ကျွန်တော်ပြထားပေးမယ်လမ်းမတန်းမှာဆိုရင်တော့အခုကျွန်တော်တို့တဲတဲ့နေရာတော့လမ်းမတန်းကျပါတယ်အခန်းနေထားတွေဒီဈေးနှုန်းတွေကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ကြတော့ဒီရွာလေးကိုအရန်တဘောကြတယ်မဲကောင်ပေါင်ရွာမှာဒီမနက်ပိုင်းဆိုရင်လည်းဖုန်ကြီးတွေဆွမ်းလောင်းလို့ရတယ်စောစောလေးထပြီးရင်ဒီစမ်းချောင်းတွေနဲ့ရေတကုံတွေပေါ့နော်ဒီကာဖေဆိုင်တွေတွားလဲခြင်းတဲ့အတွက်ဒီမဲကောင်ပေါင်ကိုရွေးလိုက်တယ်ပြီးတော့လူကြီးတွေလည်းပါတော့အတွက်ပေါ့နော်မွန်ဂျန်ဘက်မှာတဲမဲ့သူတွေစင်တော့ဒီတဲတဲ့နေရာကတော့တောင်ဆောင်တွေမှာနည်းနည်းတက်ရတာပေါ့နော်ပြီးရင်ပန်းချန်တွေပါတွေတိုးချန်တွေဆိုရင်နည်းနည်းလေးတက်ရပါတယ်လူကြီးတွေလည်းဆိုတော့တိတ်ပြီးတော့ဆင်မပြေဘူးပေါ့နော်တကယ်ချင်းတွေနဲ့လာရင်ပို့ပြီးတော့ပျော်ဖို့ကောင်းတယ်ဆိုင်တွေကတော့10နိုင်လောက်ဆိုရင်တော့ပိတ်ပါတယ်တကယ်ချင်းတွေနဲ့ပျော်ပျော်ပါပါမော်ကထက်တွေမှာဆိုင်နဲ့ဘီယာတွေရက်တွေတောက်မှဆိုရင်တော့ဒီအပေါ်ထက်မှာပိုဆင်ပြေပါတယ်မနက်ဖြန်ကြရင်ကျွန်တော်တို့တွေဒီဘယ်နေရာတွေသွားလဲခဲ့လဲဗီဒီယိုတွေတစ်ပုတ်ချင်းစီကိုတင်ပေးပါမယ်အခုကတော့ကျွန်တော်တို့တွေစားတော့ပြီးပြီဆိုတော့တဲမဲဟိုတယ်ကိုပဲလမ်းလျှောက်ပြီးတက်သွားတော့မယ်တိတ်ပြီးတော့မဝေးဘူးပေါ့နော်လမ်းမကြီးဘေးရမှာပဲရှိတယ်အခန်းနေထားတွေဒီဈေးနှုန်းတွေကိုကျွန်တော်ပြောပြပေးမယ်ဒါကတော့ဒီ home stay ခန်းလိုပဲပြောလို့ရမှာပေါ့နော်အောက်ထပ်တို့2ထပ်3ထပ်အဲ့လိုမျိုး3ထပ်ထိရှိတယ်ပေါ့နော်ဒါအောက်ထပ်မှာတစ်ထပ်ကြံပါသေးတယ်ကျွန်တော်တို့တွေကဒါဒုတိယထပ်ယူထားတယ်ဒီမှာဟိုတယ်မှာဒီမှာစားလို့လည်းရတယ်စားတောက်တွေမိုကထက်တွေမှာစားလို့ရပါတယ်ရက်ဘီယာတွေကစပေါ့နော်တင်ဘော်ဒီတောင်းတွေစအကုန်လုံးမှာစားလို့ရတယ်ည9နာရီထိတော့မှာစားလို့ရပါတယ်အခုကျွန်တော်တို့တဲတဲ့နေရာမှာဆိုရင်ဒီရက်ထိုင်တောက်လို့ရတယ်ပြီးရင်ဒီမှာပကံဆေးတဲ့နေရာတွေကစပေါ့နော်ရင်နွေးတွေမမပြုတ်တာတို့စုံပဲရှိပါတယ်အခန်းရဲ့ဈေးနှုန်းတွေကသူ့မှာအခန်းတွေတော့အများကြီးရှိတယ်ဒီပိုင်ရှင်ကပေါ့နော်2ယောက်အခန်းမနက်စာပါယူမယ်ဆိုရင်တော့ဒီ1500ဘတ်ပေးရတယ်တစ်ယောက်ချင်းတဲမဲ့သူတွေဆိုရင်တော့900 600လောက်ရှိပါတယ်ကျွန်တော်တို့တွေကတော့ဒီနှစ်ထပ်မှာတစ်ထပ်လုံးငှားလိုက်တယ်တစ်ထပ်လုံးယူမယ်ဆိုရင်တော့9000ဘတ်ပေးရပါတယ်10ယောက်17ယောက်အထိအိတ်လို့ရပါတယ်တစ်ထပ်လုံးယူမဲ့သူတွေဆိုရင်တော့ဒီလောလောလတ်လတ်ဒီမှာတောက်တာတို့စားတာတို့ဒီအောက်မှာလုပ်လို့ရပါတယ်အခန်းနေထားတော့သူတို့တွေအမှအိတ်နေပြီဆိုတော့လဲကျွန်တော်ထဲကိုဝင်ပြီးတော့မရိုက်ပြတော့ဘူးပေါ့နော်ဒါအချမ်းပြင်းနေနဲ့ရိုက်ပြပေးတယ်ဒါကတော့ကျွန်တော်တို့ခန်းပါဘေးနားမှာစမ်းချောင်းတွေလည်းရှိတယ်စမ်းချောင်းလေးနဲ့အရန်ကိုလည်းမိုက်ပါတယ်ဒီမှာစားစရာတွေအမြီးတွေဝယ်လာပြီးတော့ဒီမှာဆက်ပြီးတော့တောက်လို့ရပါတယ်ဒါကတော့ရက်ကတော့ကိုဟာနဲ့ကိုဝယ်လာရင်တော့ပို့ပြီးတော့ဈေးသက်သာတယ်ဒီမှာကျတော့ရက်ကျတော့နည်းနည်းဈေးကြီးပါတယ်ဒါကတော့အန်ကယ်တို့ဂျပန်ကနေဝယ်လာတဲ့ရက်ပါဒါကတော့ကိုယ်တငယ်ချင်းတွေနဲ့3-4ယောက်စုပြီးလာမဲ့သူတွေဆိုရင်လည်းဒါချိန်စားလို့ရအောင်ကျွန်တော်ဗီဒီယိုတွေလုပ်ပေးပါတယ်2ရက်နဲ့1ညအိမ်မဲ့သူတွေနဲ့3ရက်နဲ့2ညအိမ်မဲ့သူတွေပေါ့နော်လေပတ်သွားမဲ့သူတွေဆိုရင်ကားငှားလို့လည်းရပါတယ်ကိုယ်စီစဉ်နဲ့ကိုလာမဲ့သူတွေချင်းမိုင်မှာလာအိမ်မဲ့သူတွေဆိုရင်ရွေးရမယ့်နေရာကတော့ဒီမဲကောင်ပေါင်ရဲ့မွန်ဂျန်ရဲ့ပြီးရင်
မွန်ဂျန်နာမှာရှိတဲ့ဒီဟိုတယ်တွေပေါ့နော်ဒီပန်းခင်းတွေအဲ့မှာလည်းကောင်းတယ်ပြီးရင်တော့ internal မှာလည်းကောင်းပါတယ်တကယ်လို့ဒီဟိုတယ်မှာတဲမဲ့သူတွေဆိုရင်ဒီဟိုတယ်ရဲ့တည်နေရာတွေဖုန်းနံပါတ်တွေကိုကျွန်တော် comment အောက်မှာချထားပေးပါမယ်ချင်းမိုင်ကိုစီစဉ်နဲ့ကိုသွားလဲခြင်းတဲ့သူတွေဆိုရင်လည်းဒီ line ကားတွေဟိုတယ်တွေကိုငှားလို့ရအောင်လည်းပြောပြပေးထားတယ်မသိတာတွေရှိရင်လည်း comment အောက်မှာမေးထားလို့ရတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ် bye bye